ကယ်ပါကျမအခုစားတယ်မှာထမင်းနဲ့ရှမ်းကြီးငပိလက်ဖက်ထောင်တီဗီမှာကြော်ကြတဲ့အဲ့ဒီအထုံးလေးနဲ့စားပြမှာဖြစ်ပါတယ်ရှင်ဘူးလေးရနာမည်ကတော့ရှမ်းငပိတဲ့အရန်စားကောင်းနဲ့အကောင်းတယ်နော်ကျမကိုအခုလိုက်ကြည့်ပေးရပါကျမစားတဲ့ဟာဟုတ်အဲ့မလို့နေစားအဲ့လိုမစားကြပါဘူး အားလုံးမစားကြပါအောင်ရှင်စားပြီပါနော်ကိုအမြတ်တော့ပြီးယူပဲအားလုံးမင်္ဂလာပါအထူးပဲကျေးဇူးရှိပါတယ်ရှင်ကျမကိုစားပြီးကျမကိုတီးဟန်ပြီးကြည့်ပြီးတဲ့လူကိုအားလုံးကျေးဇူးတင်ပါတယ်ရှင်